လှပတဲ့ခြံကျဲကြီးထဲမှာအဖိုးအိုတယောက်ကသူ့ရဲ့ပြည်လုံးနဲ့သား၃ယောက်ကိုခေါ်လိုက်ပါတယ်။သားတို့ရဲ့ငါတက်တန်းကလည်းမရှိတော့ဘူး။ငါတို့ခြံထဲမှာရွှေအိုးကြီးတစ်လုံးမြုပ်ထားခဲ့တယ်။မင်းတို့ရှာနိုင်ရင်အဲ့ဒါမင်းတို့အပိုင်ပဲလို့ပြောပါတယ်။အဖိုးအိုကွယ်လွန်သွားပြီးနောက်သား၃ယောက်ဟာရွှေအိုးကိုလောဘကြီးနဲ့လိုက်တူးကြပါတယ်။ခြံတစ်ခုလုံးနှံ့နေအောင်တူးပေမဲ့ရွှေအိုးကိုမတွေ့ရပါဘူး။သားတွေဟာပင်ပန်းပြီးမြေကြီးပေါ်ထိုင်ချလိုက်ကြပါတယ်။အဖေငါတို့ကိုညာသွားတာလားမသိဘူး။ဘာရွှေအိုးမှလည်းမရှိပါလား။အကြီးဆုံးသားကတူးထားတဲ့မြေပွားတွေကိုကြည့်ပြီးစဉ်းစားမိသွားပါတယ်။ညီတို့ရဲ့ငါတို့မြေကြီးတွေလည်းတူးထားပြီးပြီဆိုတော့ဒီအတိုင်းမထားပဲမျိုးစေ့တွေပဲချလိုက်ကြရအောင်လို့ပြောပါတယ်။အချိန်အတန်ကြာတော့ခြံထဲမှာတီးနှံတွေဝေဝါဆာဆာနဲ့တီးလာပါတယ်။သူတို့အဲ့ဒီတီးနှံတွေကိုရောင်းလိုက်တဲ့အခါငွေကြေးအမြောက်များရလာပါတယ်။ဝင်တော့မင်းဝင်တော့ကောကောတိုင်းဟိုပါသား၃ယောက်ပျော်ရွှင်စွာအလုပ်လုပ်နေခဲ့ပါတယ်။လောကမှာအလွယ်တကူရတဲ့ရွှေအိုးဆိုတာမရှိပါဘူး။ကိုယ်တိုင်စူးစမ်းအားထုတ်မှုကသာလျှင်တန်ဖိုးမဖြတ်နိုင်တဲ့ရွှေအိုးအစစ်မှန်ဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့အထူးကျေးဇူးတင်ပါတယ်။နောက်ထပ်ဘလို့ဗီဒီယိုတွေကြည့်ကြလဲ comment မှာရေးပေးကြပါ။ဗီဒီယိုလုပ်တာအားရှိအောင်လို့ followers like နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။